ကျွန်တော်တို့ဒီသင်ခန်းစာမှာတော့ကျွန်တော်တို့ဒီ rectangle tools ဒီအောက်ကဒီ tools လေးတွေကိုဆက်ပြီးတော့ data ပေါ့နော် Okay ဆိုတော့ကျွန်တော်တို့ဒီမှာဒီ frame နဲ့ပတ်သက်ပြီးတော့ဒီ tools လေးတွေကျွန်တော်တို့တည်သွားပြီနောက်ပြီးတော့ကျွန်တော်တို့ဒီ shape တွေပေါ့နော်ဒီ shape တွေအကြောင်းလေ့လာကျွန်တော်တို့ဒီမှာဒီ Figma လေ့လာရဲဆိုရင်ဒီ tools တွေလေ့လာရလွယ်ပါတယ်ဒီနည်းနည်းတစ်ခေါက်တော့သုံးပြီးသွားပြီအကြောင်းသိသွားပြီဆိုရင်မှတ်မိကြရပေါ့နော်ကျွန်တော် Photoshop တွေပါအောင်ဆိုရင်ကျွန်တော်တို့ဒီ tools တွေသုံးရခက်တယ်ဆိုတာ tools ကသုံးရခက်တာမဟုတ်ဘူးအဲ့ position တွေကြည့်ရပါတော့ဒီ tools တွေကိုဘေးနားမှာထားတဲ့ position ကိုလိုက်ရှာရအရင်မျက်စိနောက်တယ်အမြဲလုံးနေကြဒီမှာအဆင်ပြေဒီမှာကျအဲ့လိုမဟုတ်ဘူးကျွန်တော်တစ်ခါတော့လုပ်ပြီးပြီဆိုရင်မှတ်မိနေရပေါ့နော်ဆိုတော့ဒီ Figma ရဲ့အားသာချက်ပါနော် Okay ဆိုတော့ကျွန်တော်တို့ဒီမှာ rectangle tools လေးကိုကျွန်တော်တို့စပြီးတော့သုံးပါမယ်အဲ့တော့ rectangle tools ကပုံမှန်အားဖြင့်တော့ကျွန်တော်တို့မသုံးဘူးကျွန်တော်ဆိုရင်တော့မသုံးဘူးပေါ့နော်အရန်လိုအပ်တော့မှအဲ့လို shape တစ်ခုခုသေချာဆွဲဖို့လိုတယ်ဆိုတော့မှပဲသုံးတယ်ပေါ့နော်ဒါအခုကတော့ကျွန်တော်တို့ကဒီမှာပြောပြမယ်သဘောတရားရှိတာဖြစ်တဲ့အတွက်ဒါပြောပြလိုက်တာပေါ့နော် Okay ဆိုတော့ကျွန်တော်တို့ဒီမှာပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီမှာsorry ကျွန်တော်ဒီမှာ section လေးတစ်ခုဆွဲလိုက်ပြီနော် Okay section တွေကတော့ကျွန်တော်ဒီမှာများများသုံးနေဘာဖြစ်လဲဆိုတော့ကျွန်တော် section တွေသုံးတဲ့အခါကျရင်ကျွန်တော်တို့ဒီကိုလုံးနေတဲ့ဒီအပိုင်းတွေကိုကျွန်တော်တို့ဒါခွဲထားလို့ရတယ်ဗောနော် Okay ဆိုတော့ကျွန်တော်ဒီနားမှာတော့ကျွန်တော် shape tool လို့ပဲကျွန်တော်နာမည်ပေးလိုက်ပါမယ်နော် shape တွေကိုဆွဲတဲ့ tools လို့နာမည်ပေးလိုက်ပါမယ် shape tools ပေါ့နော် Okay ပထမဆုံးအနေနဲ့ကျွန်တော်ဗာလေးစဆွဲမလဲဆိုတော့ကျွန်တော် rectangle လေးစပြီးတော့ဆွဲပါနော် rectangle တစ်ခုစပြီးဆွဲပါOkay rectangle ဆိုရဘာကတ်လို့လဲပေါ့နော်ဘာမှမကတ်ပါဘူး Okay rectangle ဆိုရဒါလေးကိုနှိပ်ပြီးတော့ရွေးပြီးတော့ဒါကလစ်ပြီးတော့ကိုလိုချင်တဲ့ပုံစံဆွဲလိုက်အောင်ပါပြီ Okay ဆိုတော့ဒီမှာကျွန်တော်မှတ်ထားစရာတွေတခုရှိရပေါ့နော်ဘာလဲဆိုတော့ကျွန်တော်တို့ဒီ rectangle တွေကိုကျွန်တော်တို့ဒါ shape တွေဆွဲတဲ့အချိန်မှာကျွန်တော်တို့ဒီဆွဲပုံဆွဲနည်းလေးရှိတယ်ပေါ့နော် Okay ဆိုတော့ဘာလဲဆိုတော့ကျွန်တော်တို့ဒီမှာစစချင်းပေါ့နော်ခုနကကျွန်တော်တို့ကလစ်လိုက်တယ်ပေါ့နော်ကျွန်တော်ဒီဟောရွေးထားပြီးတော့ဒီကောင်ရွေးမယ်နော်ဆိုတော့ကျွန်တော်ဒီမှာတစ်ခုမှတ်ထားမှာပါလဲဆိုတော့ဒီ shape တွေကိုကျွန်တော်ဆွဲတဲ့အခါမှာကိုရွေးခြင်းနဲ့ကိုသုံးခြင်းနဲ့ shape ကိုကျွန်တော်တေချာကလစ်မယ်ကလစ်ပြင်ကျွန်တော်ဘာလုပ်မလဲဆိုတော့အဲ့ဒီ shape ကိုကျွန်တော်တေးသေးချာချာဒီမှာရွေးထားသလိုလုပ်ရမှာပေါ့နော်ဒါမှသာရွေးထားမှသာကျွန်တော်တို့ဆွဲတဲ့ shape ကပေါ်လာမှာဖြစ်ပါတယ်နော် Okay အဲ့ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့အရင်ကခုနကကျွန်တော်ဒီ shape လေးပြန်ဆွဲပြအောင်နော်အဲ့ကျွန်တော်ဒီမှာတမ်းပြီး click ဆိုပြီးတော့နှိပ်လိုက်လို့လည်းရတယ်နော်ပြန်လုပ်ပြအောင်ဒီမှာကျွန်တော် click ဆိုတစ်ချက်တည်းနှိပ်လိုက်လို့လည်းရတယ်ဒါဆိုရင်သူကဒီမှာ100 pixel ပတ်ချလည်းရှိတဲ့ shape လေးတစ်ခုရမှာပေါ့နော်ကျွန်တော်အဲ့လိုမဟုတ်ဘူးကျွန်တော်တို့ကဒီလိုမျိုးဒါကိုယ့်ဘာသာကိုလိုတလောက်ဆွဲလို့လည်းရတယ်ပေါ့နော်ကိုလိုရဲ့ shape ပုံစံတုံးပြီးဆွဲလို့လည်းရတယ် Okay ဆိုတော့နောက်တစ်ခုကကျတော့ကျွန်တော်တို့ကဟုတ်ပြီကျွန်တော်တို့ခုန100ပတ်ချလည်းမဟုတ်ဥပမာ1000ပတ်ချလည်းတို့နော်ဥပမာ400ပတ်ချလည်းတို့အဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့ပတ်ချလည်းလိုချင်တာဒါပေမဲ့ဒီတိုင်းကျွန်တော်တို့ဒီတိုင်းဆွဲချလိုက်တဲ့အခါကျရင်ဘာပြဿနာဖြစ်လဲဆိုတော့ကျွန်တော်တို့ဒီမှာပေါ့နော် win နဲ့ high နဲ့ကိုညီအောင်လို့ကျွန်တော်တို့လိုက်ပြီးတော့ line ကြည့်ရတယ်ပေါ့နော် Okay ဆိုတော့အဲ့လိုကြာအဆင်မပြေတော့အဲ့ကျွန်တော်တို့ဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်တို့ဒီ win နဲ့ high နဲ့ကိုညီခြင်းတယ်ဆိုရင်ကျွန်တော်တို့ဒီ shape ကိုဘာလို့လုပ်လိုက်မလဲဆိုတော့ကျွန်တော်ဒီမှာကျွန်တော်ဒီမှာ order ကိုဖိပြီးတော့ဗောနော်sorry order မဟုတ် shift ကိုဖိပြီးတော့ကျွန်တော်ဆွဲလိုက်တာကကျွန်တော်ဒီမှာ shape ကိုဒီမှာ win နဲ့ height နဲ့ကိုကျွန်တော်ဒါတိတိကျကျရတယ်ဒါဆိုရင်ကျွန်တော်ခုနကအပင်ပန်းခံပြီးတော့ဘာလုပ်စရာမလိုတော့ဘူးလဲဆိုတော့ကျွန်တော်ဒီလိုမျိုးlight ညှိနေစရာမလိုတော့ဘူးနော် win နဲ့ height နဲ့ light ညှိနေစရာမလိုတော့ဘူးဒါကြောင့်မို့လို့ကျွန်တော်တို့ကပတ်ချလဲ4000ပတ်ချလဲတို့အဲ့လိုမျိုးလိုချင်တယ်ဆိုရင်ကျွန်တော်တို့ဒီ shape ကိုပေါ့နော်ညီညာသွားချင်တယ်ဆိုရင် shift ကိုဖိထားပြီးတော့ဆွဲပါဆွဲချပါနော် shift ကိုဖိထားပြီးဆွဲချ Okay ဆိုတော့အဲ့မှာကျွန်တော်တို့ကကျွန်တော်တို့ဒီကောင့်ကိုပွားမယ်ပေါ့နော်ဒီကောင့်ကိုကျွန်တော်ဒီ shape ကိုကျွန်တော်တို့ copy ပွားမယ် copy ပွားမယ်ဆိုကျွန်တော် control C control V နဲ့ပွားလို့ရတယ်ဒါမှမဟုတ်ကျွန်တော် order ကိုဖိပြီးတော့ကျွန်တော်ဒီလိုမျိုးဘေးကိုပွားထုတ်လိုက်လည်းရတယ်နော်ဆိုတော့ဒါပေမဲ့ကျွန်တော်ကနောက်ထပ်တစ်ခုပေါ့နော်ဒီ shape ရဲ့အပေါ်မှာပဲကျွန်တော်ကနောက်ထပ်တစ်ခုထပ်ပြီးတော့အလဲကနေထပ်ပြီးပေါ်လာကျင်တာမျိုးဆိုရင်ကျွန်တော်ဘယ်လိုလုပ်မလဲပေါ့နော်အလွယ်ဆုံးနည်းပေါ့အကောင်းဆုံးနည်းလေးကျွန်တော်လုပ်လို့ရတယ်အဲ့ဒါပါလဲဆိုတော့ကျွန်တော်ဒီ shape ကိုရွေးထားမယ်ရွေးထားပြီးကျွန်တော်ဒီအလဲကောင်လေးပေါ့နော်ကျွန်တော်ခံမှန်းပြီးတော့အလဲကောင်လေးကိုဖိလိုက်ပြီးတော့ကျွန်တော်အဲ့အလဲကောင်ကနေပြီးတော့ကျွန်တော်ဒီ order နဲ့ shift နဲ့ကိုဆွဲပြီးတော့ကျွန်တော်ဒီလိုမျိုးလေးဆွဲလိုက်ပါပြီးရင်ကျွန်တော်ဒီနောက်မှာ shape လေးအရောင်လေးပြောင်းလိုက်ပါနော် Okay ဒါမျိုးလေးပေါ့ပြီးတော့မှနည်းနည်းလွဲနေရဆိုရင်လွဲနေလို့စိတ်ထဲမှာထင်နေရဆိုရင်တော့ကျွန်တော်တို့ဒီမှာကျွန်တော်ဒီမှာ position ရှိရပေါ့နော်ဒီမှာ align horizontal center ဆိုတာရှိတယ် sorry ကျွန်တော်ဒီမှာပြဿနာပါလဲဆိုတော့ကျွန်တော်တို့ဒီအပေါ်အကောင်လေးကိုနည်းနည်းရွေးထားပါတော့ရွေးပြီးတော့ကျွန်တော်တို့ဒီကောင်နဲ့လိုက်ပြီးတော့ချိန်ပါနော်ဒီလိုက်ချိန်ပါနော်ဆိုတော့နှစ်ခုဒီအပေါ်ကကျွန်တော်တို့ချိန်ကျင်တဲ့ကောင်ကိုအရင်ဆုံး select လေးမှတ်ပြီးတော့ကျွန်တော်တို့ဒီကောင်ကိုလည်းနှစ်ခုစလုံးကိုမှတ်ထားပါနော် shift ကိုဖိပြီးမှတ်တာပြီးရင်တော့လိုက်ချိန်ပါနော် Okay Okay ဆိုတော့အဲ့လိုမှပဲကျွန်တော်တို့လိုက်ချိန်လို့ရမယ်ဒါကြောင့်မို့လို့ကျွန်တော်တို့လက်တွေ့ကြရင်ကျွန်တော်တို့ကဒီ rectangle ကိုမသုံးဘဲနဲ့ဒီ frame တွေကိုသုံးတာပေါ့နော်ဘာလို့ဆိုတော့ဒီလိုပြန်ပြီးချိန်ကျင်တဲ့အခါမျိုးမှာဆိုသုံးတယ် Okay ဆိုတော့ပြောချင်တာတော့ကျွန်တော်အခုဒီမှာပြောချင်တဲ့အကြောင်းအရာပါလဲဆိုတော့တကယ်တမ်းကကျွန်တော်ဒီကောင်းကို
control D နဲ့ပွားလိုက်လို့ရပါတော့ဒီမှာ1နဲ့2နဲ့ပေါ်လာတယ်2ကိုကျွန်တော်ရွေးထားပြီးတော့ကျွန်တော်ဒီမှာ order နဲ့ shift နဲ့ကိုကျွန်တော်သုံးပြီးတော့ sorry order ကိုမသုံးလဲရတယ်ကျွန်တော်ဒီ shift ကိုသုံးပြီးတော့ဗောနော် sorry ကျွန်တော်ဒီမှာ shift ကိုသုံးပြီးတော့အတွင်းကိုကျွန်တော်ဒီလိုမျိုးခြုံချလဲရတယ်ဒါမှမဟုတ်ကျွန်တော်ဒီမှာ order နဲ့ shift နဲ့ကိုသုံးပြီးတော့ကျွန်တော်ဒီလိုမျိုးအတွင်းကိုဆွဲပြီးတော့ထည့်လဲရတယ်နော်ဆိုတော့ shift နဲ့ဆိုရင်ခုနကကျွန်တော် shift ကိုပဲသုံးရင်တော့ဒီမှာနည်းနည်းလေးဟို shape ကသေးပြီးတော့ဒီအပေါ်ဘက်ထောင်ကတ်သွားပြီဗောနော် order နဲ့ shift ကိုဆိုရင်တော့ကျွန်တော်ဒီမှာအလဲကောင်ကိုပြုံပြီးတော့သေးသွားနော်လုံးလေးရနေရအမျိုးမျိုးရှိရကျွန်တော်တို့ကဥပမာဒီလိုအထက်လေးလုပ်ချင်တာပေါ့နော်အထက်လေးလုပ်ချင်တယ်ဆိုရင်ကျွန်တော်ဒီနေရပို့ပြီးတော့အဆင်ပြေပါတယ်နော်โอเคဆိုတော့ဥပမာကျွန်တော်အရောင်လေးအောင်ထားတယ်နော်โอเคဒီကြောင့်မှာထပ်လုပ်ချင်တယ်ဆို control D နဲ့ကျွန်တော်ထပ်ပွားလိုက်တယ်3ပေါ်လာပြီးကျွန်တော်အဲ့ကောင် order နဲ့ shift နဲ့နှိပ်ပြီးတော့ဒီမှာထပ်ပြီးတော့ပွားလိုက်ပြီနော်โอเคပြီးကျွန်တော်အရောင်လေးတိအောင်ပြောင်းလိုက်မယ်နောက်ထပ်တိအောင်ထပ်ပြောင်းလိုက်နော်โอเคနော်โอเคဆိုတော့ကျွန်တော်ဒီလိုမျိုးအတွင်းဘက်ကိုကျွန်တော်ဒါနောက်ထပ် shape တွေထပ်ပြီးဆွဲခြင်းတဲ့ပုံစံမျိုးတွေဆိုရင် order နဲ့ shift နဲ့ကိုသုံးပြီးတော့ကျွန်တော်ဒါသုံးလို့ရပါနော်ကျွန်တော်ဒီ design ဆွဲတဲ့အခါမှာ shortcut တွေမှတ်ထားတာအကောင်းဆုံးပါပဲကျွန်တော် shortcut တွေမှတ်အလုပ်အရန်တွင်နေပြီးတော့ကျွန်တော်တို့ပုံမှန်ကိုယ့်ဘာသာကိုလိုက်ပြီးတော့အရန်ချိန်နေရတဲ့ကိစ္စတွေကဒီ shortcut တွေနဲ့ဆိုရင်ဒါအလုပ်ပြန်ပြီးရပါနော်โอเคဆိုတော့ဒါတော့ကျွန်တော်တို့ဒီမှာဒီ shape တွေကိုကျွန်တော်တို့ဒီrectangle tool လေးကိုကျွန်တော်သုံးပြီးတော့ဒါ shape တွေကိုဆွဲတာပါနော်โอเคဆိုတော့နောက်ထပ် shape တွေလည်းကျွန်တော်ဆွဲလို့ရပါသေးတယ်ဒီမှာကျွန်တော်ဒီမှာ ellipse တို့arrows တို့ရှိရပါတော့ကျွန်တော်ဒီမှာ polygon တို့ star တို့ရှိနော်โอเคသူတို့နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကဒီလိုမျိုး rectangle တွေကိုကျွန်တော်သုံးပြီးတော့ဆွဲလိုက်တယ်ပေါ့နော်ကျွန်တော်အခုလောက်ဆို video ပြန်ရွေးလိုက်ပါမယ်ဆွဲလိုက်တယ်ဆိုရင်ကျွန်တော်ဒီမှာအားသာချက်ကဘာလဲဆိုတော့ကျွန်တော်တို့ဆွဲထားတာ rectangle ဖြစ်တယ်သူတို့ကိုကျွန်တော်တို့ click နှိပ်လိုက်တယ်ဆိုဒီဘက်မှာ rectangle နဲ့ပတ်သက်တဲ့ဟာတွေပဲကျွန်တော်ပြန်ပြီးတော့ရမှာပေါ့နော်ဆိုတော့ okay ဒီထဲကိုကျွန်တော်တို့နောက်ထပ်ဘာလုပ်လို့ရလဲဆိုရင်ကျွန်တော်တို့ဒီမှာဒီမှာအယောင်တွေပြောင်းလို့ရမယ်ပြီးရင်ကျွန်တော်ဒီမှာ stroke တွေထည့်လို့ရမှာပေါ့နော် okay ဆိုတော့ကျွန်တော်ဒီအဖြူရောင်နောက်ဆုံးတစ်ခုကိုကျွန်တော်ဒီမှာ stroke တွေပါထည့်ပေါ့နော် stroke ပြီးအယောင်တော့ကျွန်တော်ဒီ cyan လေးပြောင်းလိုက်ပါမယ်နော် cyan ကျွန်တော်ဒီမှာ number လေးတွေကျွန်တော်တင်လိုက်မယ်နော်ဒီမှာထူလာတယ်ပေါ့နော် okay ဆိုတော့ကျွန်တော်အပြင်ဘက်ကိုသွားမယ်ပေါ့လုပ်လို့ရတယ်နော်ဒီမှာကျွန်တော်နော် okay ဆိုတော့ဒါမျိုးတွေကျွန်တော်တို့လုပ်လို့ရတယ်ဒါကတော့ကျွန်တော်တို့ဒါ stroke လုပ်တာပေါ့နော် stroke လုပ်တာလည်းခုနကကျွန်တော်ဒီဟာနဲ့မတူပါဘူး stroke ကကြတော့ကျွန်တော်တို့ဆွဲနေတဲ့ဒီobject ရဲ့ object နဲ့ပဲဆိုင်တာပေါ့နော်ဒီတခြားဟာတွေနဲ့မဆိုင်ဘူးနော် okay ဆိုတော့ဒီမှာဆိုရင်ကျွန်တော် stroke တွေထည့်လို့ရတယ်ပြီးကျွန်တော် effect တွေထည့်လို့ရတယ်နော်ဆိုတော့ကျွန်တော်တို့ဆွဲထားတဲ့ဒီ effect တွေကိုကျွန်တော်တို့သွားပြီးတော့ဒီဆွဲထားတဲ့ box တွေကိုကျွန်တော်တို့ဒီမှာ effect တွေထည့်ပြီးတော့ထည့်လို့ရပါနော်ဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာအခုနောက်ပိုင်းဒီ effect တွေအများကြီးပေါ့ထပ်ပြီးတော့သူပေးထားပါနော် okay ဆိုတော့ကျွန်တော်ဒီနားမှာကျွန်တော်ဒီမှာဗာထည့်လိုက်မယ်ဆိုတော့ဒီမှာ glass ထည့်ပဲထားပါနော် glass ကတော့ဒီမှာအနောက်မှာ object တွေပါရှိနေမှာအဲ့လိုနည်းနည်းအဆင်ပြေတာဒီတိုင်းဆိုတော့တိတ်တော့အဆင်ပြေဘူးနော်ဒီမှာတော့ကျွန်တော် glass ကတိတ်အသုံးမဝင်ဘူးokay ဆိုတော့ဒီမှာ noise တွေထည့်လို့ရတယ် texture တွေထည့်လို့ရတယ်နော်ဆိုတော့ဒါတွေကိုကျွန်တော်တို့ဒါအမျိုးမျိုးကစားကြည့်လို့ရတယ်နော် okay ဆိုတော့ဟုတ်ပြီအဲ့ဒါကျွန်တော်တို့ဒီမှာ rectangle ဆွဲတက်ပြီဆိုရင်ကျွန်တော်ဘာဆက်လုပ်မလဲဆိုတော့ကျွန်တော်တို့ဒီမှာ ellipse လေးထပ်ပြီးဆွဲပါအောင်နော်ကျွန်တော်ဒီမှာ set wine ပုံဆွဲခြင်းနဲ့ဆိုတော့အဲ့လို set wine ပုံဆွဲရမှာမဟုတ်ဘဲနဲ့ကျွန်တော်ဒီတိုင်းကျွန်တော် clip ပြီးဆွဲလိုက်တယ်ဆိုရင်တော့ဒီမှာဘဲဥပုံတို့၄တောင်းပုံဒီလိုမျိုးကြီးဖြစ်ပေါ့နော်အဲ့တော့ထုံးစံတိုင်းပဲကျွန်တော် shift ကိုနှိပ်ပြီးတော့ဆွဲမယ်ဒီကောင်ကျွန်တော်ပွားခြင်းတယ်ဆိုရင် control နဲ့ D နဲ့ကိုနှိပ်ပြီးတော့ကျွန်တော်ဒီမှာcontrol နဲ့ D နဲ့ကိုနှိပ်လိုက်ရင်ကျွန်တော် ellipse ကဒီမှာကျွန်တော်တို့5 6 7နော်နှစ်ခုပေါ်လာတယ်7ကိုကျွန်တော်သိချလိုက်မယ် order နဲ့ shift နဲ့ကိုနှိပ်ပြီးတော့အလဲကောင်ကိုသိထည့်လိုက်နော် okay ပြီးကျွန်တော်အရောင်လေးပြောင်းကြည့်လိုက်ပါမယ်ဆိုတော့ဒီမှာကျွန်တော်ခရမ်းရောင်လေးပြောင်းလိုက်နော်ဒါမျိုးလေး okay ဆိုတော့ဒါဆိုရင်ကျွန်တော်တို့ set wine ပုံတွေရပြီနောက်ထပ်ကျွန်တော်တို့ဒီမှာရှိသမျှဟာတွေအကုန်သုံးလို့ရပါတော့နော် line ဒီတိုင်းရိုးတန်း line ပဲဆွဲချင်တာမျိုးဆိုတော့ကျွန်တော်ဆွဲလို့ရတယ်နော်ဆိုတော့ပြီးရင်ကျွန်တော်တို့ဥမာ line ကအခုဆိုကျွန်တော်တို့ဥမာနည်းနည်းလိုက်ချိန်နေရပါတော့နော်အဲ့လိုမဟုတ်ဘူးကျွန်တော်တို့ကဒီလိုအတိအကျပေါ့နော်ဒီမှာကျွန်တော်တို့ဒီမှာ45 degree အတိအကျဆိုတော့ကျွန်တော်ဒီလိုမျိုးဆွဲချင်တာနော်45တို့မှာ90ဒီလိုအတိအကျဆွဲချင်တယ်ဆိုမှကျွန်တော်ရွေးလိုက်ရင်45ဟိုမှာ0နော်ဒီမှာကျွန်တော်135စသဖြင့်ပေါ့နော်ဒီအပေါ်ဆွဲရင်မှာ45ပြီလားနော်ဆိုတော့အဲ့လိုမျိုးအတိအကျ45ပတ်ချတယ်အဲ့လိုမျိုးနဲ့45 degree စီမူတည်ပြီးသွားခြင်းတယ်ဆိုရင်ကျွန်တော်တို့ကဘာလုပ်လို့ရလဲ shift ကိုဖိရပြီးတော့လုပ်လို့ရနော် okay ဆိုတော့ဒါကတော့ကျွန်တော်တို့ဒါ line တွေဆိုတာဖြစ်ပါတယ်နော်ဆိုတော့ line တွေမှာလည်းကျွန်တော်တို့ဒါနောက်ထပ်လုပ်လို့ရရှိတယ်ဒီမှာဘေးတွေဘောင်းတွေကိုဒီမှာကျွန်တော်လုံးလုံးလေးလုပ်လို့ရတယ် shape တွေကိုကျွန်တော်တို့ဒါထူအောင်လုပ်လို့ရတယ်နော်ဒီဘက် channel ကိုဘာလုပ်ချင်လဲဟိုဘက် channel ကိုဘာလုပ်ချင်လဲပေါ့နော်ဒီလို control တွေလုပ်လို့ရတယ်အယောင်တွေပြောင်းလို့ရတယ်နော် okay အယောင်တွေပြောင်းလို့ရအဖြူအောင်လေးပဲထားလိုက်ပါနော် okay ဒီလို shape တွေဆွဲလို့ရတယ် okay ဆိုတော့နောက်ထပ်အနေနဲ့ကျွန်တော်တို့ဒီမှာဗာလေးဆက်ကြည့်မလဲဆိုတော့ဒီမှာမမြားဆွဲလို့ရနော် shape နဲ့ဒီလိုကျွန်တော်တို့ line ဆွဲရနဲ့မြားနဲ့မတူဘူးပေါ့မြားတော့နည်းနည်းဘာဖြစ်လဲဆိုတော့မြားဆွဲတာကျတော့ကျွန်တော်ဒီမှာဒီအလုပ်ရှုပ်တတ်တာပဲနော်ပုံမှန်ဆိုကျွန်တော်ဒီမြားရဖို့အတွက်ဆိုဘေးဒီနှစ်ခုကျွန်တော်လိုက်ဆွဲရအလုပ်ရှုပ်ဒီမှာကျတော့ကျွန်တော်အလုံးမရှုပ်တော့ဘူး
ကျွန်တော်တို့ဒီကိုဆွဲခြင်းလို့ဆွဲလိုက်လို့ရပါဘူးနော်โอเคပြန်လို့ပြပါမယ်ဆိုတော့ဒီနောက်မှာမြားဆွဲလိုက်တယ်ပေါ့နော်โอเคဒါတော့ကျွန်တော် clip ပဲတက်နှိပ်လိုက်တာအဲ့လိုမဟုတ်ဘူးကျွန်တော်ဒီမှာမြားကို shift ကိုဖိထားပြီးတော့ကျွန်တော်တို့ဒီမှာ45 degree လုပ်ပြီးတော့ဆွဲလို့လည်းရတယ်နော်โอเคဆိုတော့ဒီလိုဆွဲလို့ရနော်โอเคဒီကောင်ကြီးကျင်နေသေးကျင်နေဆိုရင်တော့ကျွန်တော်အရှိမတင်ပေးခဲ့တဲ့ကျွန်တော် K ကိုနှိပ်ပြီးတော့ကျွန်တော်ဒါအကြီးသေးလုပ်လို့ရ sorry ကျွန်တော်ဒီကောင်ထောက်ပြီးတော့နော်K ကိုဖိပြီးတော့ကျွန်တော်အကြီးသေးလုပ်ရနော်ဒီကောင်ဆိုနည်းနည်းလေးတော့ဒီ size နည်းနည်းလေးကြီးလာပါနော် size နည်းနည်းပို့ပြီးတော့ကြီးလာโอเคဟုတ်ပြီအဲ့ဒါမဲ့ကျွန်တော်မြားကောင်းပုံစံတွေကိုကျွန်တော်တို့အရန်ပြင်ကျင်တယ်ပေါ့နော်နည်းနည်းပိုပြီးကြီးကျင်တာပါညာလုပ်ချင်တယ်ဆိုရင်တော့ customize ဆွဲမှရမှာပေါ့နော်โอเคဆိုတော့အဲ့လိုပဲနောက်ထပ်ဘာရှိရုံလဲဆိုတော့ကျွန်တော်ဒီမှာ polygon ရှိရပေါ့နော်โอเค polygon ရှိရ star ရှိရကျွန်တော်တို့ဒီမှာ image တွေထည့်ရရှိပါနော်โอเคဆိုတော့ကျွန်တော်ဒီမှာရောကျွန်တော် shape တွေတဲကအပေါ်ကကျွန်တော်ဒီ alias အထိကျွန်တော်ဒါတစ်ချက်ရှင်းပြခဲ့တယ်ပေါ့နော်ဆိုတော့နောက်ထပ်ကျွန်တော်ဒီ polygon တို့ star တွေကိုထပ်ပြီးတော့ရှင်းပြပေးပါနော်โอเคဆိုတော့ဒီမှာဆိုရင်ကျွန်တော်ဒီ section မှာကျွန်တော် shape tools တဲကကျွန်တော်တို့ဒီrectangle ရယ် line ရယ် arrows ရယ်ကျွန်တော် ellipse ရယ်ကိုကျွန်တော်ဒီမှာရှင်းပြခဲ့ပါနော်ဒီမှာ click လို့ရတယ်ကျွန်တော်တို့ကိုလုပ်ချင်တယ်လို့ကျွန်တော် customer တွေထည့်လို့ရအောင်နော်ဒီမှာ appearance ကတော့တိတ်တော့မဆိုင်သေးဘူးအဓိက width တွေ height တွေကစားလို့ရတယ် shape တွေဟိုဘက်ဒီဘက်ပြောင်းပြန်လို့ရတယ်နော်ဆိုတော့ပြီးကျွန်တော်ဒီမှာကျွန်တော် stroke တွေထည့်လို့ရတယ် effect တွေထည့်လို့ရတယ်နော်စသဖြင့်ဒါတွေလုပ်လို့ရပါတယ်နော် okay အဲ့တော့ဒီသင်ခန်းစာတော့ဒီလောက်ပါပဲနော်